အခုလက်ရှိအချိန်မှာမြန်မာနိုင်ငံမှာပဲနေပြည်ပကိုပဲရောက်တိကိုတည်ထားတဲ့ဝင်ငွေလမ်းကြောင်းတွေရှိပါတယ်။အဲ့ဒါကတော့ online နဲ့ social media တွေအခြေခံပြီးလုပ်တဲ့အလုပ်တွေကနေမြန်မာငွေ30ချီရာချီဒေါ်လာရာကနန်းထောင်ကနန်းကနေပြီးတော့တန်းကျွေတထေးတွေဖြစ်နိုင်တဲ့အထိရနိုင်တဲ့ဝင်ငွေလမ်းကြောင်းတွေပါပဲ။ဒီလမ်းကြောင်းတွေကိုမပြောပြခင်မှာဘာလို့ online နဲ့ social media ကနေဒီလောက်ကောင်းတဲ့ဝင်ငွေရနေလဲဆိုတာကိုပြောပြပေးချင်ပါတယ်။အဓိကကတော့ခက်ကြောက်ပါပဲ။ရိုင်းနီးပါးကဖုန်းတစ်လုံးနဲ့အင်တာနက်ကိုအသုံးပြုနေကြပါတယ်။မြန်မာတွေတင်မကပဲနဲ့တကမ္ဘာလုံးကလူတွေကအင်တာနက်ကိုအကြောင်းအမျိုးမျိုးနဲ့အသုံးပြုနေကြပါတယ်။နည်းပညာတိုးတက်လာတဲ့အမျှလူတွေနေတိုင်းအသုံးပြုနေတဲ့ social media platform တွေမှာငွေရှာလို့ရတဲ့ tools နဲ့ program တွေပါပေါ်လာပါတယ်။ဒီလိုပြောင်းလဲမှုတွေကိုကြိုသိတဲ့သူတွေက digital nomad အဖြစ်နဲ့စောစောလေးလာစောစောလိုက်လုပ်ပြီးတော့စောစောစီစီလွတ်လပ်တဲ့ဘဝကိုတည်ဆောက်နေကြပါတယ်social media platform တွေကိုဖျော်ဖြေမှုဗဟုသုတအတွက်တင်မဟုတ်ဘူး။ငွေရဖို့အတွက်ပါအသုံးချလို့ရနေပါပြီ။ဒီအချက်ကိုဘသူစီမှာသွားမေးစရာမလိုပဲ။တင်သုံးနေတဲ့ platform တွေရဲ့ setting ထဲမှာဝင်ရောက်လေ့လာလိုက်ရင်ငွေရှာလို့ရတဲ့စနစ်တွေပေါ်တင်ပါပြီးသားဆိုတာကိုသင်တွေ့ရမှာပါ။အရင်က social media ကနေငွေရှာတာကမြန်မာနိုင်ငံမှာဆိုရင်ကန့်သတ်ချက်တွေရှိပါတယ်။ခုလည်းအတားအဆီးရှိနေသေးပေမဲ့ VPN နဲ့ဖြည့်ရှင်းလို့ရတဲ့နည်းလမ်းတွေက YouTube မှာအများကြီးပါ။တကယ်လို့သင်ရပြည်ပမှာနေထိုင်နေဆိုရင်တော့ဒီကန့်သတ်ချက်တွေကနေလွတ်သွားပါပြီ။ platform တွေကငွေရှာဖို့အတွက်ခွင့်ပြုထားတဲ့စာရင်းထဲမှာမြန်မာနိုင်ငံမှာပါသေးတာဖြစ်တဲ့အတွက်ပြည်ပရောက်နေတဲ့သူတွေက digital nomad ဖြစ်ဖို့အတွက်အခွင့်အလမ်းပို့ပြီးတော့များပါတယ်။ဒါကတော့အဓိကအားသာချက်တစ်ခုပါပဲ။ရုံးအလုပ်ကိုမကောင်းပြောတာမဟုတ်ပါဘူး။သူကလည်းပုံမှန်ဝင်ငွေအားသာချက်တွေရှိပါတယ်။ဒါပေမဲ့ social media အလုပ်မှာလည်းသူ့ရဲ့ကိုယ်ပိုင်အားသာချက်တွေရှိပါတယ်။ဝါသနာပါတာကိုလုပ်နိုင်မယ်။ကိုယ့်အချိန်ကိုကိုယ်ပိုင်မယ်။နှစ်သက်ရာနေရာနေပြီးတော့အလုပ်လုပ်နိုင်မယ်။ဒါက digital nomad ဘဝရဲ့အနှစ်သာရဝင်ငွေအကန့်အသတ်မရှိဘူး။စတာတွေကဒီရုံးအလုပ်နဲ့ရှင်လိုက်ရင်အားသာချက်တွေပဲဖြစ်ပါတယ်။ပြီးတော့အချိန်မကုန်ခင်2025မကုန်ခင်သင်တီကိုတည်ထားတဲ့ဝင်ငွေလမ်းကြောင်းတွေကိုပြောပြပေးပါမယ်ဒီလမ်းကြောင်းတွေက digital nomad တွေအဓိကအသုံးပြုပြီးတော့ပတ်စံရှာနေတဲ့နည်းလမ်းတွေပါပဲဒီခေတ်မှာ digital nomad ဖြစ်ဖို့အတွက်အလွယ်ကူဆုံးနည်းလမ်းကတော့ freelancing ပါပဲသင်မှာရှိတဲ့ skill တစ်ခုခုဥပမာ video editing graphic design social media management ဒါမှမဟုတ် writing စတဲ့ကျွမ်းကျင်မှုတစ်ခုခုကို Upwork Fiverr လိုမျိုး platform တွေကနေတဆင့်ပြည်ပကုမ္ပဏီတွေလူပုဂ္ဂိုလ်တွေဝန်ဆောင်မှုပေးပြီးတော့ဒေါ်လာဝင်ငွေရှာနိုင်ပါတယ် digital nomad တွေကဘယ်နိုင်ငံမှာပဲရောက် laptop တစ်လုံးနဲ့ internet ရှိရုံနဲ့ဒီအလုပ်ကိုလုပ်နိုင်ပါတယ်social media ကတင်ဝါသနာပါတဲ့ဘဲအရာကိုမဆို content ဖန်တီးပြီးတော့ငွေရှာခွင့်အပြည့်အဝပေးထားပါတယ်။တင်ကချက်ပြုတ်တာဝါသနာပါရင်ချက်ပြုတ်နည်းဗီဒီယိုခရီးသွားတာဝါသနာပါရင်ခရီးသွား blog တွေဖန်တီးပြီးတော့ platform monetization sponsorship စတဲ့နည်းလမ်းတွေနဲ့ငွေရှာလို့ရပါတယ်။ digital nomad တွေကသူတို့ရဲ့လွတ်လပ်တဲ့ခရီးသွားတဲ့ဘဝကိုယ်တိုင်က content ဖြစ်နေတာကြောင့်ဒီလမ်းကြောင်းကနေပြီးတော့အလွယ်တကူဝင်ငွေရနေကြတာပါ။ချိန်နေရကန့်သတ်ချက်မရှိတဲ့အတွက်ဝင်ငွေရလည်းအကန့်အသတ်မရှိပါဘူးsocial media အလုပ်ကလွယ်လွန်းတယ်လို့တော့မထင်လိုက်ပါနဲ့လောကကြီးမှာလွယ်နဲ့ပြီးမြောက်တဲ့အရာမရှိပါဘူးဒါပေမဲ့သင်ကဒီအလုပ်ကိုကြိုက်တယ်ပျော်တယ်ဆိုရင်ခက်ခဲပင်ပန်းနေရင်တော့မှစိတ်ချမ်းသာပါလိမ့်မယ်ဒီဝင်ငွေလမ်းကြောင်းတွေကသင်ကိုပို့ပြီးတော့လွတ်လပ်တဲ့ digital nomad ဘဝကိုဖန်တီးပေးနိုင်ပါတယ်ကျွန်မ channel က digital nomad ဘဝတည်ဆောက်ပုံ online ကနေပြီးတော့ရေရှည်ဝင်ငွေရဖို့အတွက်နည်းလမ်းတွေကိုအမြဲတမ်းဝေမျှပေးနေရပါသင်ကကိုယ်ပိုင်အချိန်နဲ့လွတ်လပ်မှုကိုအပြည့်အဝလိုချင်တဲ့သူဆိုရင်ဒီ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်